င်္ဒရာမောင်ငါချက်နီးမှာမုံဘတ်တပိတ်သားကိုငခုနဲ့ငကြီး35ကျပ်သားငဖဲ့30သားထည့်ပါတယ်အခုတော့အိမ်မှာရှိတဲ့ငမြစ်ချင်းနဲ့ပဲချက်ပြမှာပါငါးကိုစပလင်ထိပ်ပိုင်းလေးထုထားတာရယ်ဂျင်းလေးလက်တစ်ဆက်လောက်ထောင်းထားတာရယ်ငါပြည့်ရယ်ရောပြီးတော့ပြုတ်ထားပါတယ်ပြီးလို့ရှိရင်ကြက်သွန်အနီနှလုံးလောက်ကိုပါပါလှီးထားပါတယ်ကြက်သွန်ဖြူတူခွဲလောက်ကိုညက်အောင်ထောင်းထားပါတယ်ဂျင်းလက်တစ်ဆက်လောက်ကိုလည်းညက်အောင်ထောင်းထားပါတယ်ငရုတ်ကောင်း10စီးလောက်နဲ့ကြက်သွန်ဖြူတူဟိုလေးငါးထပ်လောက်ကိုလည်းပဲရောပြီးတော့ထောင်းထားပါတယ်စပလင်ထိပ်ပိုင်းလေးကိုထောင်းထားပါတယ်ငါးကိုတေချာပြုတ်ပြီးတော့ထွန်ထားပါတယ်ပဲကိုနှိုးစီဘူးတစ်လုံးကိုလည်းပဲပြုတ်ပြီးတော့ထောင်းထားပါတယ်ပင်စီအနှဲငယ်ထည့်ပါတယ်စီရောအနေတော့မှန်းပြီးထည့်ပါတယ်စီဆိုလို့ရှိရင်ကြက်သွန်နီအရင်ဆုံးထည့်ပြီးတော့စီတက်ပါတယ်ကြက်သွန်နီလေးတွေနီလာပြီဆိုလို့ရှိရင်တော့ဆယ်ရင်လဲဆယ်ထားဒါမှမဟုတ်ရင်လည်းထဲဦးပြီးမှပဲကတ်ထားလိုက်ပါတယ်ပြီးလို့ရှိရင်အဲ့စီထဲမှာပဲကြက်သွန်ဖြူကိုစုံစုံတော့ထောင်းထားတဲ့ကြက်သွန်ဖြူကိုရောပြီးတော့စီတက်ပါတယ်အဲ့ဒါပြီးလို့ရှိရင်စပလင်အထိပ်ပိုင်းလေးထုထားတာကိုလည်းထည့်ပြီးတော့စီတက်ပါတယ်ကျန်တဲ့နီးလေးတွေနွားလာပြီနီးလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးမော့တစုံမောက်မောက်စတီးစုံတစုံမောက်မောက်လောက်ထည့်ပါတယ်ပိုးထည့်ခြင်းလည်းရပါတယ်ကိုအစားစားနိုင်ရင်ပိုးထည့်လို့ရပါတယ်တခြားလောက်မှွေပြီးရင်တော့ငါပြုတ်ပြီးထွန်ထားတဲ့ဟာလေးကိုထည့်ပြီးတော့စီတက်ပါတယ်ဒီကောင်လုံးရောမှွေပြီးတော့တေချာလုံးပြီးတော့စီတက်ပြီးတော့မှွေးလာအောင်စီတက်ပါတယ်ငါးလေးတွေစီပြန်လာတဲ့အထိမှွေးလာတဲ့အထိကိုစီတက်ပေးပါတယ်အောက်ကကမှဆိုလို့တေချာမှွေပေးရပါတယ်ငါးလုံးသွားပြီဆိုလို့ရှိရင်ငါးပြုတ်ရည်လေးထည့်ပြီးတော့စီတက်ပါတယ်ငါးပြုတ်ရည်လေးထည့်ပြီးတော့လုံးပါတယ်ငါးပြုတ်ရည်ခန်းသွားပြီးတော့စီပြန်လာတဲ့အထိကိုတေချာလုံးပေးပါတယ်ငါစီပြန်လာပြီဆိုလို့ရှိရင်တော့ပဲထောင်းထတာလေးထည့်ပြီးတော့စီတက်ပါတယ်ပဲကိုလည်းပဲထည့်ပြီးလို့ရှိရင်တေချာမွေးနေအောင်တေချာစီပြန်တဲ့အထိကိုမှွေပေးရပါတယ်ရေချက်ချင်းမတည့်ပဲနဲ့ပဲလေးကိုပဲတေချာအဲ့လိုပဲလုံးမှွေလိုက်အပေါ်အောင်လှန်ပေးလိုက်နဲ့တေချာကိုလုံးပေးပါတယ်ပဲကစီပြန်လာပြီဆိုလို့ရှိရင်အောက်ကတိတ်မကတ်တော့ဘဲနဲ့အလုံးလိုက်ကလေးဖြတ်သွားပါတယ်အဲ့လိုလေးအကုန်လုံးသေချာစီပြန်ပြီဆိုမှရေကိုလိုတဲ့လောက်ထည့်ပါတယ်ရေလိုတဲ့လောက်ထည့်ပြီးတော့တချီမှွေပေးရပါတယ်အောက်ကကမှဆိုလို့အဲ့ဒါပြီးရင်အပေါ်ငံမြည်ပြီးတော့ချိုးမုံတော့အသားမုံတော့ကိုလိုတလို့ပြင်ပါတယ်စပလင်ထိပ်ပိုင်းအရင်အဖျားပိုင်းလေးတွေကျန်တဲ့ဥစ္စာကိုတေချာလုပ်ပြီးတော့ထုံးပြီးတော့ထည့်လိုက်ပါတယ်ပြီးရင်ကြက်သွန်ကြီးခွန်ခွာထားတာထည့်ပါတယ်ပြီးတော့ဂျင်းထောင်းထားတဲ့ဥစ္စာကိုလည်းပဲထည့်ပါတယ်ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းထောင်းထားတာကိုတော့ဟင်းအိုးချကနေကြမှာပဲကိုအနေတော့ဟင်းရကြပြီဆိုတော့မှပဲထည့်ပါတယ်အဲ့ဒါဆိုရင်တော့ဟင်းလေးမုံငါဟင်းဒရာဟင်းမုံငါဟင်းလေးရပါပြီ